စာလောင်နေတဲ့ခွေးပင်မလေးတစ်ကောင်ကျွေးလိုက်တဲ့ထမင်းတစ်လုံးကလူသားတစ်ယောက်ကိုရဟန္တာဖြစ်တဲ့အထိဘလို့တကိုးတွေပေးစွမ်းနိုင်မလဲစေတနာတန်တန်နဲ့ပြုခဲ့တဲ့ကုသိုလ်ဟာအရှိန်တန်ရင်မထင်မှတ်ထားတဲ့ပုံစံနဲ့ကိုယ့်စီကိုပြန်လာတတ်ပါတယ်ငတ်မွန်းခေါင်းပါတဲ့ကပ်ပေးကြီးထဲမှာတော့နတ်ကောင်းနှမျက်တွေရဲ့စောက်ချောက်မှုကိုခံရတဲ့အမတ်ကြီးသို့မဟုတ်အဘယဟန်တော်ရဲ့အံ့ဖွယ်ပုံမြင်လေးကိုအတူတူနားဆင်လိုက်ရကြအောင်ရှေးအခါကဒေဝရာဆိုတဲ့ရွာလေးမှာဒေဝအမည်နဲ့အမတ်ကြီးတူနေထိုင်တယ်ဒီလိုဒေဝရာရွာရဲ့တာရေးနာရေးစတဲ့ရွအကျိုးကိုဆောင်ရွက်ပြီးတရက်အိမ်ပြန်มาတော့ပင်မမှုနဲ့အတူစာလောင်မှုကလှုပ်ဆော်တော့အိမ်ရှိသူတွေကိုထမင်းပွဲအမြန်ပြင်ဖို့ပြောလိုက်တာပေါ့သူ့အတွက်ပြင်ပေးတဲ့ထမင်းပွဲကိုစောက်ဆိုင်နေစင်မှာပဲအမတ်ကြီးဟာသူ့အိမ်ရှိမှရှိတဲ့ကုပစ်လေးပေါ်မှာအမောဖြေနေပါတယ်ပြင်လို့ပြီးသွားတဲ့ထမင်းပွဲလဲကုပစ်ပေါ်ရောက်ပြီဆိုတော့အမတ်ကြီးလဲစာနေတာမို့စားဖို့ပြင်လိုက်တာပေါ့ထိုအစင်မှာပဲစာလောင်မှုတိတ်လွန်းတဲ့တန်ကြောင့်ခွေးပိန်မလေးတစ်ကောင်ကအမတ်ကြီးထမင်းပွဲနားကိုရှင်းကပ်လာလေတယ်တပည့်တွေကခွေးလေးကိုထမင်းပွဲနားမကပ်ဖို့မောင်းထုတ်ကြပေမဲ့အမတ်ကြီးကတော့သူကိုယ်တိုင်လဲစာလောင်နေသူမို့ဒီဒုက္ခကိုနားလေသူပြီးကိုချင်းစာတရားဖြင့်သူစားဖို့ပြင်နေတဲ့ထမင်းတစ်လုံးကိုခွေးပင်မလေးကိုချကျွေးလိုက်ပါတယ်ချကျွေးုံနေမပြီးပဲဝမ်းသာအားရစားနေတဲ့ခွေးလေးကိုကြည့်ပြီးချမ်းသာစေကြောင်းစုတွေလဲတောင်းပေးလိုက်တဲ့ဒီလိုနဲ့ဒီဘဝကနေကွယ်လွန်တော့လဲအမတ်ကြီးကလူပြေမှာလူပြန်ဖြစ်ပြီးတာသနာဘောင်ကိုဝင်ကအဘယယဟန်အမီနဲ့ယဟန်ပြုနေပါတယ်ထိုကာလမှာပဲတိုင်းရေးပြည်ရေးများကမကြင်မသက်ဖြစ်ကဒေဝရာရွာသူရွာသားများလဲတွန်းနယ်ဘက်တွေကိုရွှေ့ပြောင်းလာကြပြီးတဘုံရန်သူကြောင့်တင်းရှောင်နေရသည့်တာမကငမုံခေါင်းပါတဲ့ဘေးနဲ့ရာသီဥတုဆိုးရွားမှုတို့ရဲ့ဒဏ်ကြီးကိုကြီးစွာခံစားနေရတဲ့အချိန်ပဲဖြစ်ပါတယ်ရွာသားများဟာအဘယယဟန်ကြီးကိုသူတို့နဲ့အတူရွှေ့ပြောင်းမှုခေါ်ခဲ့ပေမဲ့လေယဟန်ကြီးကတော့သူ့ရွာမှာပဲနေရခဲ့လေတယ်ထောက်ပံ့ပေးမဲ့ဒါရိုက်ကာတွေမရှိတော့ယဟန်ကြီးအတွက်စားရေးတောက်ရေးဟာခက်ခဲလို့လာတာပေါ့ခက်ခဲခြင်းကိုမမှုပဲယဟန်ကြီးမှာသတင်း300အကြောင်းရဲ့နေ့စဉ်ပြုလုပ်နေကြကျောင်းတန့်ချင်းရေးစသောလုပ်ငန်းများကိုကိုယ်တိုင်ဆောင်ရွက်ပြီးနေသည်ကိုတတိပြုမိသောကျောင်းတိုင်အနီးကရုပ်ကဆိုးလင်မယားမှာယဟန်ကြီးကိုစွန့်ကပ်ဖို့ကြိုးစားပေးကြပါတယ်လွန်ခဲ့သောဘဝကခွေးပိန်လေးကိုထမင်းတစ်လုံးလှူခဲ့တဲ့အကျိုးကယခုအကျိုးပေးခွင့်ကြုံချိန်မှာရုပ်ကဆိုးလင်မယားကလူရောင်ဖန်ဆင်းကတသက်တာစွန့်စားရကအဖြစ်ခံယူလိုက်ပါတယ်ရုပ်ကဆိုးလင်မယားဆက်ကပ်တဲ့စွန့်ကြောင့်ယဟန်ကြီးမှာတရားအလုပ်တွေကိုအပူပင်မရှိပို့ပြီးလုပ်နိုင်တာလေခေတ်ကာလကလွန်စွာငတ်မုန်းခေါင်းပါတဲ့ဘေးကိုဆက်ရောက်နေတော့လူအရှင်ရှင်တက်ပြတ်စားတော့တဲ့အထိဖြစ်လာကြလေတယ်ဒီတော့တပားတဲ့သတင်းသုံးနေတဲ့ယဟန်ကြီးရဲ့ကျောင်းတိုင်သားကိုလူဆိုးလူမိုက်တွေကရှင်းကပ်လို့အနေရပြုဖို့ကြံတော့တာပေါ့ကျောင်းတိုင်အတွင်းနေရာအနှံ့ယဟန်ကြီးကိုတက်စားဖို့အကြံနဲ့ချပွေပေမဲ့ဘလို့မှချမတွေးကြဘူးတဲ့ယဟန်ကြီးရဲ့တပည့်စီလဲတံကိုသာကြားရပြီးယဟန်ကြီးကိုတော့မတွေ့ရဘူးဖြစ်နေတာပေါ့ကွယ်ဒီတော့လူမိုက်တွေလည်းချမတွေ့တဲ့အစုံသူတော်ကောင်းရဲ့တကိုးကြောင့်ချမတွေ့တာပဲဆိုပြီးပြစ်မှားမိတဲ့အပြစ်ကိုနောင်တရလို့လက်လျှော့သွားကြပါတယ်အရင်ဘဝကခွေးပိန်မလေးကိုထမင်းတစ်လုံးလှူယုံတာမကခွေးလေးကိုအများကမောင်းထုတ်မိဘေးကိုဟန်တားပေးခဲ့တဲ့အကျိုးကိုပါတပါးတည်းခံစားလိုက်ရပါတယ်ဒီလိုနဲ့ယဟန်ကြီးမှာရုပ်ကဆိုးလင်များကလှူဒန်းသောစွမ်းနဲ့တက်ထက်ဆုံးယဟန်နာဖြစ်တဲ့အထိအေးချမ်းစွာတရားဘာဝနာများကိုပွားများအားထုတ်သွားခဲ့လေတယ်လှူဒန်းတဲ့ပစ္စည်းရဲ့တန်ဖိုးထက်လှူဒန်းသူရဲ့စေတနာကပိုပြီးအသက်ဝင်ပါတယ်ထမင်းတစ်လုံးဆိုပေမဲ့အမတ်ကြီးရဲ့ကိုချင်းစာတရားကဘဝပေါင်းများစွာအတွက်အကာအကွယ်ဖြစ်စေခဲ့တာပါမိမိတို့တက်နိုင်တဲ့လောက်လေးပဲဖြစ်ဖြစ်စေတနာပြည့်နဲ့ပေးကမ်းခြင်းဟာတန်ရာတစ်ခွင်မှာအဖော်မွန်ကောင်းတွေဖြစ်နေမှာပါဒီလိုဘူးဒရရစေတဲ့ပုံမြင်တွေကိုကြိုက်နှစ်သက်ပါကကျွန်တော်ရဲ့စာပေဘူးဒရ channel လေးကို like နဲ့ subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ဗျာ